အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးပြန်လည်ကြိုဆိုလိုက်ပါရစေအခုဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီ BNB coin လေးတွေစုပြီးတော့ USDT လဲပြီးတော့ကျွန်တော်တို့ထုတ်လို့ရမယ် Telegram bot လေးနဲ့ပတ်သက်ပြီးတော့ပြပြချင်ပါတယ်ဒီ bot ကတော့အရင် website လိုမတူဘူးပေါ့နော်ကျွန်တော် Telegram သုံးတဲ့ user တိုင်းဝင်ငွေရှာလို့ရမယ် bot လေးဖြစ်ပါတယ်ဒီ website တွေမှာကျွန်တော်တို့ account ဝင်ပြီးသွားပြီကိုယ့် account ပွင့်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီ BNB point လေးလာစုအောင်ပါပေါ့နော်အရင်ဆုံးအနေနဲ့ဆိုရင်ဒီအောက်မှာကျွန်တော် mine ဆိုတာလေးရှိရဗျ mine လေးကိုကျွန်တော်တို့နှိပ်မယ် okay နှိပ်ပေါ်ရင်ဒီမျိုးပေါ်ရင်ဒါတော့ mine ရဲ့ mine တက်လေးပေါ့နော်ဒီမှာ mine တက်လေးရှိတယ်အဲဒါကိုနှိပ်ပေါ်ရင်ဖြည်းဖြည်းချင်းဆွဲသွားရင်ကျွန်တော်ဒီမှာဗျဒါသူတို့ပေးတဲ့ channel လေးကိုကျွန်တော် follow လုပ်မယ်ပြီးရင်နေ့စဉ် daily check-in ဝင်ပြီးတော့ကျွန်တော် BNB point လေးစုရမှာပါ daily check-in ပေါ့နော် daily check-in နေ့စဉ်ဝင်တာနဲ့ကျွန်တော်တို့ point လေးရမယ် 0.04 အဲ့ဒါလေးကျွန်တော်တစ်ချက်နှိပ်မယ် okay ဒါဆိုရင်ကျွန်တော်0.0ပေါ့နော် BNB point လေးကျွန်တော်ရတယ်ပေါ့ confirm ပေါ့ဒါနေ့စဉ်ဝင်နေအဖြစ်လဲကျွန်တော်တို့ယူနိုင်တယ်အခုအပေါ်ဆုံးဟာကိုကျွန်တော်ထပ်သွားကြည့်မယ်အပေါ်ဆုံးမှာဆိုရင်ဒီမှာ pay attention to the operations and receipt ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့သူတို့ပြောတဲ့ဟာလေးကို follow လုပ်ကြမယ် follow နှိပ်လိုက် okay ပြီးရင်ဆိုတာနဲ့နောက်တစ်ခု start လေးထပ်နှိပ်လိုက်ပါ website တွေပြန်သွားကြည့်မယ်ဒီမှာဗျ confirm ကျွန်တော်ရယူပါပြီ confirm ထပ်နှိပ်မယ်နောက်တစ်ခုဒီမှာ follow ထပ်နှိပ်မယ်ထပ်ပေါ်လာတယ်ပေါ့နော်အဲ့ဒါလို့ကျွန်တော် start ထပ်နှိပ်လိုက်ဒါ bot လေးပဲကျွန်တော်တို့ဝင်ပြီးတော့ follow လုပ်ရတဲ့သဘောမျိုးပေါ့ okay ပြီးသွားပြီဆိုတာနဲ့မှတစ်ခုထပ်ရပြီနောက်ဆုံးတစ်ခုပဲကျန်တော့မယ်ပေါ့နော်အဲ့ထပ်နှိပ်မယ် Falcon Airdrop ဆိုတဲ့ channel လေးကိုကျွန်တော်တို့ join လိုက်အောင်မယ်အဲ့တော့ join လေးနှိပ်လိုက်ပါ okay ဗျဒါဆိုရင်ရပြီပေါ့နော်ရပြီဆိုရင်ကျွန်တော် website ထဲမှာရပြီဒီလိုမျိုးပဲနေ့စဉ်ကျွန်တော်တို့တွေကဒီ point လေးတွေကို BNB coin လေးတွေကိုဝင်စုလိုက်အောင်မယ်နောက်ခုနေနေဆိုရင်ဒီမှာ invite 3 valid user ပေါ့နော်ကျွန်တော်တို့မိတ်ဆွေများကိုယ့်ရဲ့ friend ငွေချင်း3ယောက်ကို invite လုပ်ပြီးဆိုတာနဲ့ကျွန်တော် 0.007 BNB coin ရမယ်ပေါ့နော်ကျွန်တော်တို့10ယောက် valid လုပ်မယ်ဆိုရင် 0.013 ရမယ်ယောက်30ဆိုရင် 0.03 ရမယ်ပေါ့နော်အဲ့လိုနည်းနည်းဖြစ်မိတ်ဆွေများ invite လုပ်ပြီးတော့ BNB coin လေးရနိုင်တယ် okay ဒါလေးကတော့စပြီးတော့ BNB coin လေးတွေစုတဲ့နည်းလမ်းဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ပြောပြချင်တာကတော့ကျွန်တော်တို့ဒီမှာ upgrade ပါ upgrade ကကြတော့မိတ်ဆွေများထုံးစံတိုင်းပဲကိုယ့်ရဲ့ဒီ mining tools တွေမှာဒီမှာ accelerator 1မှာ USDT 16ဒေါ်လာနဲ့16ဒေါ်လာ invest လုပ်ပြီးတော့ daily နေ့စဉ်ပေါ့နော်ကျွန်တော်တို့ profit လုပ်ထားရမှာပေါ့နော်နေ့စဉ် invest လုပ်ထားရမယ်အဲ့အနေပြီးရင်ကျွန်တော်တို့နောက်ထပ်တစ်ရက်ရောက်လာပြီဆိုတာနဲ့ profit တွေပြန်ရမယ်ပေါ့နော် BNB coin လေးပြန်ရမယ်အဲ့ဒါကိုဥမာ buy in now နှိပ်လိုက်ရုံပဲဒါကကြတော့ဥမာ upgrade မလုပ်ဘဲနဲ့လည်းရတယ်ဒါပေမဲ့ upgrade လုပ်ချင်တဲ့သူတွေဆိုရင်လည်း16ဒေါ်လာ invest လုပ်ပြီးတော့နေ့စဉ်ပြန်ရမယ်ဆိုတဲ့သဘောမျိုးလေးပါ accelerator 1ပါနောက်တစ်ချက်ကတော့ကျွန်တော်တို့ငွေဘယ်လိုသွင်းကြမလဲပေါ့နော်ငွေဘယ်လိုသွင်းမလဲဆိုတာလည်းရှိတယ်အဲ့တော့ငွေဘယ်လိုသွင်းမလဲဆိုရင်ဒီမှာကိုယ့်ရဲ့မီလေးဆိုတာရှိတယ်မီလေးကိုနှိပ်မယ်ပြီးရင်ဒီမှာ recharge ဆိုတာလည်းရှိတယ်ဗျ recharge လေးကိုကျွန်တော်နှိပ်မယ်နှိပ်ဖို့ရင်ဒီစများ BNB လမ်းကြောင်းလည်းရှိတယ်ဒါမှမဟုတ်လည်း BEP20 USDT လမ်းကြောင်းလည်းရတယ်အောက်ဆုံးမှာဒါမှမဟုတ်ရင်ကျွန်တော် TRC20 ပေါ့နော်အဲ့ဒါလေးနှိပ်လဲရတယ်ပြီးသွားပြီဆိုတာနဲ့ဒီ address လေးကို copy ကူ Binance နေပြီးတော့လှမ်းပြီးတော့ကျွန်တော် deposit လုပ်မယ်လုပ်ဖို့ရင်ဒီ website ကိုပြန်လာ recharge complete နေလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ account တွေကိုထည့်ခဲ့တဲ့မောက်ရောက်သွားလိမ့်မယ်ပေါ့နော်မောက်ရောက်သွားပြီဆိုတာနဲ့မိတ်ဆွေများကကျွန်တော်တို့ upgrade plan တွေမှာပါဝင်လို့ရပါပြီကျွန်တော်တို့တွေနေ့စဉ်ဒီမှာရနေတဲ့ BNB coin လေးတွေကိုဘယ်လိုလဲရမလဲဆိုရင်ဒီမီလေးကိုပြန်သွားလိုက်မယ်တွားဖို့ရင်ဒီမှာ BNB and USDT ဆိုပြီးရှိရပြအဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒါဆိုရင်လေးလို့ရရပါတော့ဒီမှာကျွန်တော်လက်ရှိရတဲ့ကျွန်တော်မှာရှိရ0.00346ပေါ့ဒါကျွန်တော်လက်ရှိရတဲ့ coin လေးပေါ့နော်အဲ့ဒါ coin လေးလဲချင်တယ်ဆိုရင်ဒီမှာအောက်မှာ confirm ပေါ့နော် USD 0.29 ရမယ်ပေါ့သူပြရတယ်အဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်အောင်မယ်ဒါဆိုရင်လဲတာအောင်မြင်သွားပြီလို့ပြောရဲပေါ့အဲ့တော့ပြန်သွားကြည့်မယ်အရင်ကျွန်တော်အကောင့်ထဲမှာကျွန်တော်အခုလိုစုခဲ့တာ$5ဒေါ်လာရှိရပါတော့ခုနကကျွန်တော်ထည့်လဲလိုက်တာ0.29ဆိုတော့ဒီမှာ 5.2966 ရသွားပါပြီအဲ့လိုမျိုး point တွေကိုကျွန်တော်တို့ USD နဲ့လဲဖို့ဆိုရင်နောက်ဆုံးတစ်ဆင့်ကျွန်တော်တို့ withdraw လုပ်ကြမယ်ပေါ့နော်အဲ့တော့ဒီမှာ withdraw ဆိုတာလေးရှိတယ်ကျွန်တော်တို့ဒီမှာ BEP20 USDT လမ်းကြောင်းလေးကျွန်တော်ရွေးမယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တို့နှိပ်မယ်နှိပ်ဖို့ရင်ဒီမှာ login password confirm ပေါ့နော်ကိုယ့်ရဲ့ password တွေမှန်သမျှကိုဒီမှာပြန်ရိုက်ထည့်လိုက်မယ်ထည့်ဖို့ဆိုတော့ကျွန်တော် confirm နှိပ်မယ်ပေါ့နော် okay ဒီမှာ password ပေးရချင်တဲ့ကျွန်တော်တို့ကို strong ဖြစ်မဲ့ password လေးကျွန်တော်တို့ခံလိုက်ပါပေါ့နော် password ခံပြီး extra နဲ့
confirm နှိပ်ကြမယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ BEP20 လည်းကျွန်တော်ထုတ်လို့ရပြီဒီမှာခုထုတ်ချင်တဲ့ကျွန်တော် withdraw address ပေါ့နော်ခုရဲ့ address လေးထည့်လိုက်မယ်ပြီးရင် withdraw amount ပေါ့ခုထုတ်မဲ့ amount ပေါ့ကျွန်တော်လက်ရှိမှာဆိုရင်ကျွန်တော်5 point အကုန်ထုတ်လိုက်မှာနော် 5.29669ပေါ့နော်အဲ့လိုအကုန်ထုတ်လိုက်မယ်2929669ပေါ့အကုန်ထုတ်လိုက်မယ်ပြီးရင် okay ပဲဆိုလည်းဘွားကြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် confirm နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော် withdraw ရယ်ဆက်ဖြစ်သွားပါပြီအဲ့တော့တော့ပြန်ကြည့်လိုက်မယ်ဆိုရင်လည်းကိုယ့်ရဲ့ withdraw ပေါ့နော် withdraw မှာဒီမှာ record လေးရှိရကြဒါဆိုရင်ကျွန်တော်တို့ရခဲ့တဲ့ BNB coin တွေနဲ့ကျွန်တော်တို့ထုတ်ခဲ့တဲ့ဒီမှာ 5.29 ဆိုတဲ့ဟာလေးလာပြပေးရတယ်ဗျ။ Okay ကျွန်တော်ဘာဆွဲကြည့်လဲအချိန်မှာလဲဒီမှာဗျ။ကျွန်တော်ထုတ်ခြင်းပဲရှိသေးတယ်။ Binance ကနေပေါ့နော်ကျွန်တော်ထုတ်ခဲ့တဲ့ 5.29 USDT ရောက်ရှိလာပြီဆိုပြီးတော့မေးဝင်လာဗျ။အဲ့တော့ဒီလက်ရှိ Telegram bot လေးရာဆိုရင်ဒီမကြသိငယ်မှာကျွန်တော်ထွက်ရှိလာဖြစ်ပြီးတော့ BNB coin လေးတွေကိုနေ့စဉ်ဝင်ယူရင်းနဲ့ကျွန်တော် USDT ကိုလဲမယ်လဲပြီးတော့ရင်ကျွန်တော်ကိုယ့်ရဲ့ Binance တွေကိုတန်းထုတ်လို့ရမှာဖြစ်ပါတယ်။အဲ့တော့မိတ်ဆွေများလည်း account try နေတယ်ဆိုရင်ဒီ bot လေးကိုကျွန်တော်ဘယ်လိုဝင်ရမလဲဆိုတော့စပြောပြမယ်ပေါ့နော်ကျွန်တော်လက်ရှိအောက်မှာပေးရတဲ့ဒီ Telegram ပေါ့နော် Telegram အောက်က link လေးကိုနှိပ်လိုက်ပြီးဆိုတော့မိတ်ဆွေများအပေါ်ဆုံးကျွန်တော်လိုမျိုးဒီ crypto price dashboard ဆိုတာတွေရောက်သွားမယ်ရောက်သွားတဲ့အချိန်ကျရင်မိတ်ဆွေများကဒီမှာအရင်ဆုံးနေနှိပ်ကမှာ start ဆိုတာလေးကျွန်တော်တစ်ချက်နှိပ်လိုက်အောင်မယ်နှိပ်ပြီးတော့ရင်သူကထက်ကြလာပြီဗျသူရဲ့ plan တွေကိုမိတ်ဆက်ပေးပြီးတော့ဒီမှာ join now ဆိုတာလေးကျွန်တော်နှိပ်ဖို့လိုရတယ် join now မိတ်ဆွေများနှိပ်လိုက်တာနဲ့ကျွန်တော်ရဲ့ဒီလက်ရှိကိုယ့်ရဲ့ကိုယ်ပိုင် account တွေကိုရောက်အောင်ဖြစ်ပါတယ်ဖြစ်သွားရွာဆိုတာနဲ့မှာ mine လေးကိုနှိပ်ပြီးတော့နေ့စဉ် BNB coin လေးတွေကိုယူမှာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဗျာဒါလေးနဲ့ပတ်သက်ပြီးတော့အားလုံးနားလည်မယ်လို့လည်းထင်ပါတယ်တကယ်လို့သိချင်တဲ့အကြောင်းအရာရှိခဲ့ရင်လည်းကျွန်တော်ရဲ့ comment မှာမေးခဲ့ပါအောင်လို့ပြောကြရင်လည်းပဲကျွန်တော်ရဲ့ video လေးကိုဒီမှာပဲဆုံးသက်လိုက်ပါဗျမိတ်ဆွေများအားလုံးကျေးဇူးများတင်ပါတယ်